အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့အသေးရောက်ရှိလာတဲ့ 4G 5G Dual Function Router 14ကိုမိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဗျဒီ 4G 5G 14မှာပါဝင်တဲ့ပစ္စည်းတွေကတော့နိုင်ယူတစ်ချောင်းပါမယ်တိုက်စီအသေးကျိုးတစ်ချောင်းပါတဲ့ပြုံမှာသူ့မှာအင်တာနက်တိုင်း၄တိုင်းလည်းပါဝင်ပါတယ်ဗျဆက်မှာလက်ပေါက်တစ်ပေါက်ပါတယ်တိုက်စီအသေးပေါက်လေးလည်းပါပြီးတော့ဘက်ထရီနေရလေ4000 mAh ပါဝင်တာဖြစ်တဲ့ကြောင့်မို့လို့မီးလာတဲ့အချိန်မှာမီးနဲ့တိုင်းအသုံးပြုရတော့မီးပြတ်သွားတဲ့အချိန်မှာဆိုလဲသူ့ဘက်ထရီနဲ့အသုံးပြုလို့ရပါတယ်ဗျစင်ကတ်ထည့်မယ်ဆိုရင်တော့ဆက်မှာပါတဲ့ပုံစံတိုင်းလေးပဲထည့်ပြီးအောင်ဗျစင်ကတ်ထည့်မှာတဲ့ချိန်မျိုးမှာဆိုရင်လည်းအင်တာနက်လိုင်းကအသုံးပြုလို့ရမှာမဟုတ်ပါဘူးဗျ Wi-Fi user လေးလေးလည်းပတ်စော်လေးကတော့ဆက်နောက်မှာတစ်ခါနဲ့ပါပြီးသားပါဗျအဲတိုင်းလေးပဲဖုန်းထဲမှာရိုက်ထည့်လိုက်မယ်ဆိုရင်တော့အသုံးပြုလို့ရပါပြီဗျအခုပြထားတဲ့ပုံစံလေးတိုင်းဖြစ်နေတယ်ဆိုရင်တော့ Wi-Fi ကအသုံးပြုလို့ရအောင်မှာမဟုတ်ပါဘူးဗျအဲ့လိုပုံစံမျိုးဖြစ်လာပြီဆိုရင်တော့စမ်းနောက်မှာပါတဲ့ reset ပေါက်လေးတွေကို PN လေးနဲ့15စက္ကန့်20လောက်ဖိထားပေးရမှာပဲဖြစ်ပါတယ်ဗျအခုဆိုရင်တော့စတင်အသုံးပြုလို့ရပါပြီဗျဟိုစတင်ရတဲ့ဆက်လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39951500ကိုအသေးစိတ်ဆက်တဲ့စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျခုဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ